ဒီဆိုင်ကအရန်ထူးဆန်းနေပါတယ်ဒီဆိုင်ကိုလာတဲ့သူတွေကလည်းဆိုင်ရှင်ကလွယ်လို့တာမန်လူမဟုတ်ကြပါဘူးတနေ့မှာတော့ဆိုင်တကားမှာအလိုလျောက်ပွင့်နေတာကိုဆိုင်ရှင်ကမြင်လိုက်ရပါတယ်ဘယ်သူမှဝင်လာတာကိုမတွေ့ရပါဘူးဆိုင်ရှင်ကသိနေပါတယ်ဆိုင်ရှင်ကသူ့ကိုယ်သူကာကွယ်ဖို့ချက်ချင်းပဲသူ့ရဲ့ဓာတ်ကိုဆွဲထုတ်လိုက်ပါတယ်အဲ့ဒီချိန်မှာပဲဆိုင်ရှင်ရှေ့မှာရုတ်တရက်နင်ဂျာကိုင်းတဲ့ဓာတ်ကွင်းကိုသူ့စီတဲ့ရောက်လာပြီးတော့သူ့ရဲ့ဓာတ်နဲ့ခုတ်ပြက်လိုက်ပါတယ်ခုတ်ဖြတ်ပြီးလိုက်တဲ့အချိန်ဘသူမှသူမမြင်ရပါဘူးဘေးပပတ်လဲကိုသူစိုက်ကြည့်နေပါတယ်ရုတ်တရက်ဆိုသလိုရန်သူကသူမကိုလာခုတ်လိုက်ပါတယ်သူအခုခံလိုက်ရတဲ့အချိန်မှာရန်သူကိုပြန်ခုတ်ဖို့ကြိုးစားပေမဲ့အရာမထိန်ခဲ့ပါဘူးတစ်ဖက်မှာလည်းသူ့ရဲ့သမီးကအန်ဒီရဲတဲ့ရောက်နေပါတယ်သူ့သမီးရဲ့ကောင်လေးကအရန်ကျန်းတဲ့လူသက်သမားပါကောင်မလေးကလည်းမသိခဲ့ပါဘူးရုတ်တရက်ဆိုသလိုသူ့ကောင်လေးကပလင်းကိုသူ့စီလမ်းပစ်လိုက်တဲ့အချိန်မှာဘုံဖြစ်နေခဲ့ပြီးတော့ပောက်ကွဲသွားပါတယ်ကောင်မလေးကလည်းထူးဆန်းစွာမသိပဲနေရန်ပေါ်မှာလက်တစ်ဖက်နဲ့ကိုင်းပြီးအသက်ရှင်နေပါတယ်လှစ်စစ်မီချိုးနဲ့ထပ်တပ်ဖို့စ조사ပေမဲ့ကောင်မလေးကလည်းအစွမ်းရှိတော့မရခဲ့ပါဘူးကောင်လေးကလည်းကောင်မလေးပခုံးကိုတက်ခွာပြီးလဲဘင်းကိုလိန်ဆွဲဖို့ထပ်စ조사လည်းမရခဲ့ပါဘူး